ဆိုင်လေးတော့အဆုံးထိကြည့်ပြတော့မျှော်လင့်ပါတယ်ဒါကျွန်တော်16ရက်နေ့အတွက်ကိုအကောင်းဆုံးတော့စူးစမ်းပေးထားတယ်ပေါ့နော်မိတ်ဆွေများတစ်စိမ့်ချင်းကြည့်ပါစိုက်ကလေးက3မိနစ်လောက်ဖြစ်နေတဲ့အတွက်ကျွန်တော်ချိန်ဆမှာဖြစ်ပါတယ်ကဏ္ဍနေရာလည်းအခုလာခဲ့တာတွေကဒီမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲပေါ့နော်ဒါပြန်ကဏ္ဍကြီးတွေအဲ့လိုဒဲကြီးတွေလာဆင်းနေတာအဲ့ကြတော့ကျွန်တော်ချိန်ဆမှာဖြစ်ပါတယ်ဒီ12နာရီအတွက်ကဏ္ဍလေးကိုကျွန်တော်အခုပြပေးတော့မှာဖြစ်တယ်16ရက်နေ့12နာရီပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့စားလိုက်ရအောင်ပြီးကြရင်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ပြောချင်တာမိတ်ဆွေတို့ရတဲ့ပေါ့နော်အလုံးလေးတွေလုံးမိုင်လေးတွေကတ်သီးလေးတွေကိုဒီဗီဒီယိုကွန်မိုင်လေးမှာမှန်ပေးပါကျွန်တော်ကလည်းကျွန်တော်တွေးသလောက်ကိုရှာတယ်မိတ်ဆွေတွေကလည်းမိတ်ဆွေတို့တွေးသလောက်လေးနဲ့ကျွန်တော်တို့အတူတူကကြိုးစားရုန်းကန်ကျွန်တော်တို့အဆင်ပြေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကွန်မန့်မဝင်မလေးပါနဲ့ဗျကျွန်တော်ရတဲ့အလုံးလေးကြိုက်တဲ့အလုံးလေးကြိုက်တယ်လို့မှန်လို့ရတယ်ပေါ့နော်โอเคဒါဆိုရင်တော့စားလိုက်ရအောင်ဒီရပဲပြလိုက်မှာနော်ဒီကောင်အပင်တော့ရှည်နေပါပြီဒီ3လုံးပေါင်းချင်းဒီ3ညရဲ့ပေါင်းပါဒီ9 3ညဆိုတာ30လို့ပေးတယ်ဒီတဲဒီခွန်ဒီ3ည3လုံးပေါင်းချင်းဒီ8ရဲ့ပေါင်းပါဒီ38ဆိုတာ3တက်လို့ပေးတယ်အပြင်ကအတန်လေးတွေပါနေတော့နည်းနည်းသိခံပြီးတော့နှာထောင်ပေးပါဗျအင်းနီနာချင်းနေနည်းနည်းဆူလို့ပါနော်ဒီ9ဒီ4ဒီတက်ဒီ3လုံးပေါင်းချင်းဒီက3ညရဲ့ပေါင်းပါဒီ9 3ညဆိုတာ25လို့ပေးထားတယ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့က3ည2ဆိုတော့3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီခွန်2ခွန်ဆိုတာဒီသူ့ဆိုင်လေးအတိုင်းဆိုရင်ဒီမှာ2ခွန်လုံးဝန်းချင်းညှိအောင်မှာပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်နောက်တစ်ခုပြန်သွားကြည့်ရအောင်ခုနကပြောခဲ့သလိုပဲမိတ်ဆွေတို့ရတဲ့အလုံးကြိုက်တဲ့အလုံးကိုမှန်ပေးအောင်ပေါ့နော်နောက်တစ်ဝင်ကြကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းဒီ8ရဲ့ပေါင်းပါဒီတော့38ဆိုတာဒီမှာ30လို့ပေးတယ်ဒီနှလုံးပေါင်းချင်းဒီ6ရဲ့ပေါင်းပါဒီတဲ့16ဆိုတာဒီ3တက်လို့ပေးတယ်ဒီနှလုံးပေါင်းချင်းဒီခွန်ရဲ့ပေါင်းပါဒီနဲ့2ခွန်ဆိုတာဒီ9နဲ့လို့ပေးထားတယ်ဒါကြောင့်ဒီ3ညနဲ့3နဲ့ပေါင်းချင်းဒီ3ရဲ့ပေါင်းပါဒီ38ဆိုတာဒီ38လို့ပေးသွားအောင်မလားပေါ့နော်ဒီ12နာရီပွဲစဉ်မှာဒါဆိုရင်နောက်ထပ်ကျွန်တော်လုံးမိုက်လေးတစ်ခုတွေးထားတာလေးရှိသေးတယ်ပေါ့နော်အဲ့ဒါလေးကိုကြည့်လိုက်ရအောင်ဒီရှစ်ဒီနှစ်ပေါ့နော်ဒီနှလုံးပေါင်းချင်းဒီ3ညဆိုရင်လုံးမရတပင်ကျော်မှာ3ညလို့ပေးတယ်ဒီနှစ်ဒီကိုနှလုံးပေါင်းချင်းဒီတက်ဆိုတဲ့လုံးမရတပင်ကျော်မှာ3တက်လို့ပေးတယ်ဒီ3ဒီကိုနှစ်ဆိုတဲ့လုံးမရဒီတပင်ကျော်မှာ2လို့လုံးမရပေးထားတယ်ဒါကြောင့်မလို့ဒီ3ဒီ3နှလုံးပေါင်းချင်းဒီ6ဆိုတဲ့လုံးမရတပင်ကျော်မှာ6လို့ပိုင်ပေးမလားဆိုရယ်လုံးမိုင်နေလေးလဲတွေးထားတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်စီးလိုက်ရအောင်ဗျခုနကခွန်2ရတယ်83ရထားတယ်ဘိုင်က6တခုရှိနေတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီညီကိုတွေတော့ကျွန်တော်ခြံခဲ့တော့မှာပေါ့နော်ညီကိုကြိုက်တဲ့လူလည်းထည့်ကစားလို့ရတယ်ကျွန်တော်တော့ညီကိုမထည့်တော့ဘူးဒီထည့်အကြတော့ကျွန်တော်2ချက်တစ်ခွဲယူတယ်ခွန်3တစ်ခွဲယူတယ်ထပ်ပြောပါအောင်မှာပေါ့နော်မိတ်ဆွေတို့ရအလုံးလေးကိုမန်းမဝင်းမလေးပါနဲ့ဒါအတူတူကစားကြမှာပေါ့နော်ဒီရွှေမျိုးသားချင်းတွေလို့ပဲမန်းခဲ့ကြပါဗျโอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီကကျွန်တော်ဒီနှောက်ကွက်ပဲယူတယ်ခဏများမှာဆိုလို့ပေါ့နော်ညီကိုရဖဲလိုက်တယ်ဒီ6နဲ့ကြတော့ကျွန်တော်6နဲ့တစ်ခွဲ6 8တစ်ခွဲ6 3တစ်ခွဲဆိုပြီးတော့ဒီမှာ9ခွက်တော့ထွက်သွားတယ်ပေါ့နော်ဒီ9ခွက်ထဲမှာမိတ်ဆွေတို့ကျွန်တော်ကလုံးမိုင်6လဲပြထားတာဖြစ်တယ်မိတ်ဆွေတို့ကြိုက်တဲ့ကဏ္ဍကိုပို့ကစားနိုင်တယ်ကြီးတဲ့လူတယောက်ချင်းစီတဲ့ like ကလေးတွေ subscribe လေးတွေမနှိပ်ရသေးဆိုရင်တယောက်တစ်ချက်နှိပ်သွားပေးကြတော့တောင်းဆိုပါတယ် Facebook ကမိတ်ဆွေများကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို share လေးနဲ့အားပေးကြအောင်မျှော်လင့်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျ see you bye bye next video